ဈေးကြီးတဲ့အားကစားပစ္စည်းတွေမပါဘဲမိတ်ဆွေတို့ရဲ့ခန္ဓာကိုယ်ကိုပြောင်းလဲလို့မရနိုင်ဘူးလို့ထင်နေတုံးလားဂျင်မာမာရှစ်တွေအားကစားဆက်တွေနဲ့ fitness gadget တွေကြောင့် healthy lifestyle မှာနေထိုင်ဖို့ဆိုတာ busy professional အများစုအတွက်အရန်ဈေးကြီးတယ်လို့ခံစားရစေပါတယ်လူအများစုကလည်းဂျင်ကဆက်ပစ္စည်းတွေနဲ့မှမလေးကျင်ဘူးဆိုရင်ရလဒ်တွေရနိုင်မှာမဟုတ်ဘူးဆိုပြီးယုံကြည်ထားကြပါတယ်တကယ်အမှန်တရားကမိတ်ဆွေရဲ့ခန္ဓာကိုယ်ပါမိတ်ဆွေတကယ်လိုအပ်တဲ့တစ်ခုတည်းသောပစ္စည်းဖြစ်ပါတယ်ခန္ဓာကိုယ်အလေးဝင်ဆုံးလေ့ကျင့်ခန်းတွေဖြစ်တဲ့ဒိုက်ထိုးလေ့ကျင့်ခန်းထိုင်ထလေ့ကျင့်ခန်းပြီးတော့ပလန့်ထောက်တဲ့လေ့ကျင့်ခန်းစတာတွေနဲ့ဆိုဘယ်ပစ္စည်းကိရိယာမှမပါပဲတစ်နိုင်တစ်ပိုင်လေ့ကျင့်နိုင်တယ်ကျမ်းမာတန်ဆွမ်းဖြက်လက်ပြီးကြစ်ကြစ်လေးလေးဖြစ်လာဖို့ပဲလေပြိုင်ပွဲတွေတက်ပြိုင်ဖို့အထိမှရည်ရွယ်မထားကြတာဒီလေ့ကျင့်ခန်းတွေကခွန်အားတိဆောက်ပေးတယ်အစီကျတယ်ခန္ဓာကိုယ်ရဲ့ကိုယ်နိုင်ဆန့်နိုင်စွမ်းတွေကိုမြင့်တင်ပေးနိုင်တယ်ထူးခြားချက်ကတော့ဒါကိုအိမ်ကနေပဲလုပ်နိုင်တာပါကျန်းမာရေးကိုအလေးထားလာကြတဲ့ busy professional တွေကအိမ်ထဲကနေပဲဘာစက်ပစ္စည်းမှမပါပဲသူတို့ရဲ့ခန္ဓာကိုယ်အချိုးအစားတွေကိုပြောင်းလဲနေကြပါတယ် Home Tone Blueprint ကို like and subscribe လုပ်ပါအသစ်သော busy professional home based fitness tips တွေကိုလေ့လာလိုက်ပါနောက်ဆုံးတစ်ခုမှာပါရစေကျွန်တော်ပြောတာကိုယုံပါ